ကျမပြန်လာတဲ့လမ်းလျှောက်မှာလက်ထဲကနာရီတန်ကိုကြားနေရတယ်။တစ်ချက်ချက်မြည်နေတဲ့နာရီတန်ကသူပြန်ပြီးရှင်တန်လာတာကိုဖော်ပြနေတယ်။ဒီကာလတွေအတွင်းပထမဆုံးချိန်ကျမလေးပြန်ပြီးတက်ဝင်လာတယ်လို့ခံစားရပါတယ်။အခန်းကိုပြန်ရောက်တော့နာရီကိုစင်ပေါ်မှာကျမတင်ထားလိုက်တယ်။နေ့တိုင်းလည်းတန်ပတ်ပြီးတယ်။နာရီဆက်တန်ကိုအမြဲနားထောင်တယ်။အဲ့ဒီတန်ကတိတ်ပြီးညင်သားတယ်လို့ကျမရဲ့စိတ်ကိုလည်းတက်တာရစေခဲ့တယ်။နေ့ရက်တွေကုန်လာခဲ့တယ်။တခါတလေဂေဘရီယယ်ရဲ့အကြောင်းကိုကျမစဉ်းစားတယ်။သူ့ကိုသတိရတယ်။ဒါပေမဲ့ကျမနာရီကကောင်းသွားပြီ။အဲ့ဒီခဏသူ့ကိုလက်ဆောင်တစ်ခုခုပေးတဲ့နေဆိုတဲ့စိတ်ကူးရလာတယ်။ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပေါ့။ကျမသူ့အတွက်ချောကလက်ကူကီလုပ်တယ်။အမတန်ရိုးရှင်းတဲ့လက်ဆောင်ပါ။စနေနေ့မှာတော့နာရီဆိုင်ကိုကျမသွားတယ်။တကားကိုဖွင့်ပြီးဝင်လိုက်တဲ့အခါဘဲလ်တန်မြည်လာတယ်။ဂေဘရီယယ်ကကျမကိုမြင်တော့အံ့ဩသွားတယ်။ဖနောလော်ပီနာရီကအဆင်ပြေရဲ့လားလို့မေးတယ်။ပြေပါတယ်။ရှင်ကိုကျေးဇူးတင်ကြောင်းပြောချင်လို့ပါလို့ကျမအမြန်ဖြေလိုက်တယ်။ကျမလှုပ်လာတာအဲ့လိုပြောပြီးသူ့ကိုကျမယူလာတဲ့ကုကီးဘူးကိုပေးလိုက်တယ်။သူကဘူးကိုဖွင့်ကြည့်ရင်ကုကီးတွေပါလားကျေးဇူးပဲဆိုပြီးပြုံးတယ်။ပြီးတော့ကျမကိုတချို့လှမ်းပေးရင်ကျွန်တော်နဲ့အတူစားပါလားတိတ်ကောင်းတာပဲလို့ပြောတော့စားမှာပေါ့လို့ကျမပြန်ပြောလိုက်တယ်ကျမတို့ကုကီးအတူတူစားရင်ရာသီဥတုတွေအကြောင်းအိမ်နီးနားချင်းတွေအကြောင်းနဲ့သူ့နာရီဆိုင်အကြောင်းပြောကြတယ်နာရီပြင်နာကိုသူ့ဖေစီကသူတင်ခဲ့တယ်လို့သူ့ဖေကလည်းသူ့ဖိုးစီကတင်ခဲ့တာတဲ့ဟုတ်လားတိတ်ကောင်းတယ်နော်အဲ့လိုထင်သလားကျွန်တော်ကနောက်ဆုံးမျိုးဆက်ပဲကျွန်တော်မှသားသမီးမရှိဘူးကျွန်တော်မရှိရင်ဒီဆိုင်လဲပြုတ်ပြီစိတ်မကောင်းစရာပဲသူကပခုံးတွန့်ပြရင်တစ်ချိန်ကျရင်အားလုံးသွားကြမှာပဲမဟုတ်လားဒီဆိုင်ရှိနေသေးပြီးတော့ကျွန်တော်ကတတ်နိုင်ညပြင်ပေးနေမှာပါသူ့သဘောထားကိုကျွန်မသဘောကျတယ်သူကသဘာဝတရားကိုအမှန်တိုင်းသိမြင်လက်ခံထားသူပါဒါကြောင့်သူကြည့်ရတာတိတ်အေးချမ်းနေကျွန်မပြန်တော့မယ်လို့ဆိုတဲ့အခါသူကချိန်မွေးလာခဲ့နိုင်ပါတယ်မင်းကိုမြဲကြိုးစုပါတယ်လို့ပြောတယ်ကျေးဇူးပါကျမလာမှာပါလို့ပြန်ပြောလိုက်တယ်နောက်တစ်ပတ်ကြာမှကျမတစ်ခါထပ်သွားတယ်နောက်ပတ်တွေမှရောပဲကျမကကော်ဖီပါစတာမုန့်အပွားတွေယူပြီးသွားတဲ့အခါစကားပြောကြတယ်ဂေဘရီယယ်ကကျမရဲ့အတိတ်အကြောင်းကိုလုံးဝမမေးဘူးလက်ရှိကျမရဲ့ဖြစ်တည်မှုကိုပဲသူလက်ခံထားတယ်ဒီနေ့မှတော့သူကကျမကိုနိုင်တလုံးလှုပ်လှုပ်နေပုံကိုပြတယ်ဂီယာတေးသေးလေးတွေစပရင်တေးသေးလေးတွေစုပေါင်းပြီးဘလို့လှုပ်လှုပ်နေတယ်ဆိုတာကိုရှင်းပြတယ်တကယ်ကိုမှော်ဆန္ဒပဲလို့ကျမပြောလိုက်တော့အဲ့ဒါဘဝနဲ့အတူတူပဲအစိတ်ပိုင်းလေးတွေစုပေါင်းပြီးလှုပ်လှုပ်နေတယ်တခုခုပြတ်သွားရင်ကျန်တာတွေအကုန်ရပ်သွားမှာဒါပေမဲ့ပြတ်နေတဲ့အပိုင်းကိုမင်းပြန်ပြင်နိုင်ရင်တော့အတူတူပြန်လှုပ်နိုင်ပြန်ရောလို့ဆိုတယ်သူပြောနေတာကနာရီချောင်းဆိုပေမဲ့ကျမအကြောင်းကိုပြောနေသလားလို့ကျမထင်လာမိတယ်ကျမကိုစိတ်သက်ခွန်အားတွေပေးနေတယ်လို့ပါပဲရှင်ကပညာရှိပဲလို့ကျမပြောတော့သူကရေလိုက်ပြီဟုတ်ပါဘူးငါအရွယ်လဲရလာပြီဒါအပြင်ပျက်စီးတွေကိုနေ့တိုင်းပြင်ဆင်ပေးနေရတဲ့သူမဟုတ်ပါမင်းလည်းအဲ့လိုသင်ယူနိုင်တာပဲလို့ပြောတယ်သူ့ကိုပြုံးကြည့်ရင်ကျမရင်ထဲမှာဖြည်းဖြည်းကြီးထွားလာတဲ့နှွေးထွေးမှုရင်းနှီးမှုမိတ်ဆွေဖြစ်မှုနဲ့ဒီရဲ့မကတဲ့ခံစားမှုတွေကိုသိလာတယ်။ဒါတွေကိုခံစားဖို့ကျမကတကယ်တော့အသင့်မဖြစ်သေးပါဘူး။ဒီလောက်ဆိုရပါပြီ။တိတ်ဆိတ်တဲ့နာဟီပြင်ဆိုင်ကျင်နာတတ်တဲ့သူငင်းငယ်တဲ့နေရာလေးတစ်ခုပေါ့။နေ့တွေကနေလတွေပြောင်းခဲ့ပါပြီ။ဂေဘရီယယ်ရဲ့နာဟီဆိုင်ကိုကျမခဏခဏသွားမိပါတယ်။သွားတိုင်းလည်းမုန့်တွေနေ့လယ်စာတွေကော်ဖီတွေယူသွားတယ်။မှန်တော့ကျမကသူ့ကိုတွေ့ချင်းစကားပြောချင်းအတူရှိနေခြင်းလို့ပါကျမတို့စကားတွေအများကြီးပြောကြတယ်အထူးသဖြင့်စောက်တွေအကြောင်းပေါ့ကျမတို့နှစ်ယောက်လုံးကစောက်ဟောင်းတွေကိုကြိုက်တယ်ဂေဘရီယယ်ကတမိုင်းစာအုပ်တွေရာဇဝင်စာအုပ်တွေကိုကြိုက်တယ်ကျမကတော့ဝတ္ထုတွေကဒူတွေအကြောင်းကိုကြိုက်တယ်သူကဂျူလီယန်နဲ့တိတ်ကိုခြားနာပါတယ်ဂျူလီယန်ကအမြဲတမ်းအလုပ်ဝေးကြီးနဲ့အနာဂတ်အကြောင်းတွေပြောတတ်တယ်နောင်လာမယ့်အလုပ်ကိုင်းကြံစီတွေလိုချင်တာတွေပြောတယ်ဂေဘရီယယ်ကတော့လက်ရှိအချိန်နဲ့အလုပ်လုပ်တာကိုပဲကြည့်တယ်
ပြောတယ်ပစ္စည်းဟောင်းတွေကလှပတဲ့အရာတွေကိုမြင်တတ်တယ်သူကသူများလှုပ်ပစ်ထားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုမြင်တတ်သူပါအဲ့ဒါကြောင့်သူ့ကိုကျမသဘောကျတယ်ဒီနေ့တော့နိုင်ဆိုင်ထဲမှာလက်ဖက်ရည်တောက်ရင်ကျမတို့အတူထိုင်နေကြတယ်မင်းကရင်ငါလူမဟုတ်တော့ဘူးလို့သူကပြောတယ်ပူပြောလာတယ်ကျမအရင်နဲ့မတူတော့ဘူးဒီလိုလာပြီးရှင်နဲ့စကားပြောရတာကကျမအတွက်အကူအညီအများကြီးဖြစ်ခဲ့တယ်သူကခေါင်းညှိရင်ကောင်းတာပေါ့ဒါပေမဲ့မင်းမှာကိုယ်ပိုင်ဘဝရှိဖို့လိုနေသေးတယ်တခုခုကိုမင်းကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်ဘလို့ဟာမျိုးလဲမင်းကိုပြောစေမဲ့အရာတစ်ခုခုတဖြည်းဖြည်းကြီးထွားပြီးလှလှပပဖွံ့ဖြိုးလာမဲ့အရာမျိုးပေါ့သူ့စကားကိုကျမစဉ်းစားနေတယ်ဘလို့ဟာမှမသိဘူးဒါဆိုစူးစမ်းပြီးတစ်ခုခုလုပ်ကြည့်ပါမင်းသိလာတဲ့အထိပေါ့လို့သူကပြောတယ်အင်ကိုပြန်ရောက်တော့သူ့စကားတွေကိုကျမစဉ်းစားကြည့်တယ်ဘာတွေကကျမကိုပျော်ရွှင်စေတာလဲလို့ပါအဲ့ဒီအချိန်ကျမသတိရတာကတစ်ပင်တွေကိုပါလွန်ခဲ့တဲ့နှစ်တွေကကျမပန်းမင်တွေစိုက်ဖူးတယ်ပင်လေးတွေကြီးပြင်းလာပြီးအပွင့်နေပွင့်လာတာကိုကြည့်ပြီးကျမသိပ်ပျော်ခဲ့တယ်နောက်ပိုင်းဂျူလီယန်နဲ့အတူအလုပ်တွေများပြီးဘာပင်ကိုမှမစိုက်နိုင်တော့အခုကျမစိုက်နိုင်တာပဲလို့သတိရတယ်ကျမရဲ့လာတာဆောင်လေးကကျင်းမိမယ်ပင်တချို့တော့စိုက်နိုင်ပါတယ်ပြိုးပင်ရောင်းဆိုင်ကိုသွားပြီးပန်းဦးတွေမြေဆွေးတွေမျိုးစေ့တွေဝယ်ခဲ့တယ်မျိုးစေ့တွေကိုတည်တည်ချာချာထည့်ရေလောင်းပြီးကျမတေချာစောင့်ကြည့်တယ်မကြခင်မှာပဲအဆုတ်အညောက်စိမ့်တည်တည်လေးတွေထွက်လာတယ်တကယ်တည်တည်လေးဒါပေမဲ့အသက်ရှိရဲ့ကြီးထွားလာနေတယ်ကျမစိတ်တွေတိတ်ကိုလှုပ်ရှားနေပြီးနေတိုင်းစောင့်ကြည့်တယ်ရေကိုတည်တည်ချာချာလောင်းတယ်တဖြည်းဖြည်းကြီးပြင်းလာတဲ့ကျမရဲ့ဥယျာဉ်လေးအကြောင်းကိုဂေဘရီယယ်ကိုပြောပြတော့သူကတအားပြုံးပြီးတိတ်ကောင်းတာပဲအံ့ဩစရာတစ်ပင်တွေကငါတို့ကိုစိတ်ရှိရှိထားဖို့တင်ပေးတတ်တယ်လို့ဆိုတယ်ဟုတ်တယ်နော်လို့ကျမပြန်ပြောလိုက်တယ်ဆက်လုပ်ပါသူတို့ကမင်းကိုပြန်ပြီးဆိုင်လာလိမ့်မယ်တဲ့အမှန်ပါပဲတစ်ပင်တွေကကျမကိုစိတ်ကျေနပ်မှုပေးပါတယ်တခုခုကိုမြေတောင်မြောက်ပေးနေတယ်အားပေးနေတယ်ကျမကဖြစ်တည်မှုတက်တက်မဟုတ်ဘူးရှင်သန်နေသူပါကျမကဖန်တီးနိုင်သူပါဂေဘရီယယ်နဲ့ကျမကတခါတလေကော်ဖီဆိုင်တွေမှာထိုင်တယ်လို့ပန်းညံထဲမှာလည်းထိုင်ပြီးစကားပြောတယ်စာကြည့်လိုက်မှစာသွားဖတ်တယ်တိတ်ကိုရိုးရှင်းပါတယ်တက်တောင်းတက်သားရှိလာပြီးအနာဂတ်စီမံချက်တွေစိတ်ဖိစီးမှုတွေလည်းမရှိပါဘူးစကားပြောလိုက်ရင်မောလိုက်နဲ့တယောက်နဲ့တယောက်ဖော်ပြနေတာပါဂျူလီယန်နဲ့နေခဲ့တုန်းကအချိန်နဲ့လည်းကွာခြားလာပါတယ်ဂျူလီယန်ကအားလုံးကိုတတ်မှတ်ထားတဲ့ဇာတ်တိုင်လှုပ်သွားသူပါကျမတို့နှစ်ယောက်လုံးရဲ့အနာဂတ်ကနောက်ထပ်ဘယ်နှစ်နှစ်ကြာပြီဆိုရင်ဘလို့ဖြစ်နေပြီဆိုတာမျိုးတွေပါဂေဘရီယယ်နဲ့ရှိနေချိန်ကတော့လက်ရှိတိုင်းတာတစ်ခုမှာကျမတို့နှစ်ယောက်အတူဖြတ်တန်းနေကြတာမျိုးပါပဲအဲ့ဒါကိုကျမကြိုက်ပါတယ်စနေနေ့တရက်မှာကျမတို့နှစ်ယောက်ပန်းညံထဲမှာလမ်းလျှောက်ကြတယ်စောင်းပေါက်ပြီးမှုတရက်တွေကဒီတဝက်ရွှေတဝက်ဖြစ်နေပါပြီကျမတို့ခုံတန်းလျားမှာထိုင်ပြီးလူတွေဖြတ်သွားဖြတ်လာလုပ်နေတာကိုကြည့်နေတော့မင်းရဲ့ဘဝဟောင်းကိုတတိယနေလားလို့ဂေဘရီယယ်ကမေးတယ်ကျမတေးသေးချာချာစဉ်းစားကြည့်တယ်ကျမတို့နေခဲ့တဲ့တက်ခန်းကျဲကြီးကျမတို့ဆွဲခဲ့တဲ့အနာဂတ်စီစဉ်ပြီးတော့ဂျူလီယန်အဲ့ဒီဘဝကတိတ်လှခဲ့ပါလေဒါပေမဲ့အဲ့ဒါကကျမပိုင်နဲ့ကျမဘဝအစစ်မှန်မဟုတ်ဘူးလို့ကျမဖြေလိုက်တယ်မင်းဘာကိုဆိုလိုတာလဲကျမကဂျူလီယန်ရဲ့အိမ်မက်ထဲမှာနေခဲ့တာပါကျမရဲ့ကိုယ်ပိုင်အိမ်မက်မဟုတ်ပါဘူးအားလုံးသူ့ဆန္ဒအတိုင်းပါကျမကသူ့နောက်လိုက်ပါပဲဒါဆိုအခုကောလို့သူကညင်ညင်တာတာမေးတယ်အခုကကျမကိုယ်ပိုင်ဘဝထဲမှာကျမနေတယ်တင်းငယ်ပေမဲ့တိတ်ရိုးရှင်းတယ်ဒါပေမဲ့အားလုံးကကျမပိုင်နေသူကကောင်းနှိမ့်ပြီအဲ့ဒီအချက်ကတိတ်ကောင်းပြီးတိတ်လည်းရေးကြည့်တာပေါ့လို့ပြောတယ်ကျမတို့တိတ်တိတ်ဆိတ်ဆိတ်ပဲထိုင်နေကြတယ်တက်တောင့်တက်တာငြိမ်းရတဲ့ဒုက္ခနဲ့တိတ်ဆိတ်မှုပါကျမအခုတိတ်ဆိတ်မှုတွေကိုမကြောက်တော့ပါဘူးတိတ်ဆိတ်မှုတွေကငြိမ်းချမ်းပြီးအတိတ်ပဲပြည့်နေပါလတန်ကြာကြော်ဖြတ်ခဲ့ပါပြီကျမရဲ့ပင်တွေကကြီးထွားပြီးတန်မာလာတယ်ခရမ်းရည်သီးပင်တွေကမှဲ့ဝင်းနေတဲ့အသီးတွေနဲ့သီးတွေကိုလက်လက်ဆက်ဆက်ခူးပြီးကျမစားတယ်ရုံးပြန်တဲ့လုံမှလည်းပူအာယုံဆိုင်နိုင်ပြီးအဆင်ပြေလာပါပြီ
ဒါကိုကျမလှုပ်ရှင်ကသတိပြုမိဘုံမှာပဲမင်းပြန်ရောက်လာပြီတကယ်အစ်မှန်မင်းမဲလို့ဆိုတယ်ဟုတ်ကျမပါပဲကျမကိုနားဝင်ပြီးလို့ကျေးဇူးတင်ပါတယ်လို့ပြန်ပြောလိုက်တယ်တညက်နေ့ဂေဘရီယယ်ရဲ့ဆိုင်ပိတ်ချိန်ထိကျမရှိနေတယ်ကျမတို့နှစ်ယောက်ဘေးချင်းရှင်ပြီးလှုပ်လှုပ်နေကြတယ်သူကကျမအတွက်လက်ဖက်ရည်ဖြော်ပေးတယ်ပြီးတော့အတူထိုင်ကြတယ်တဘာဝကြပါပဲဆိုင်ကတိတ်ဆိတ်နေပြီးဆိုင်ထဲကနာယီတန်တွေတစ်ချက်ချက်နဲ့ကြားနေရတယ်မင်းကငါပေးစရာရှိလို့သူကမ်းပေးလိုက်တဲ့ဘူးသေးသေးလေးကိုကျမဖွင့်ကြည့်လိုက်တော့နာယီသေးလေးတစ်ခုကိုတွေ့ရတယ်နာယီကတိတ်လှပြီးတိတ်ကိုရှေ့ကြပါတယ်ပန်းကဲ့ပန်းရွယ်လေးတွေကိုဆွဲထားတယ်တိတ်ကိုလှရပဲလို့ကျမပြောမိတယ်အဲ့ဒီနာယီကိုမြင်တော့မင်းကိုသွားတတိရလို့တိမ်မွေးမှုကခွန်အားရှိတယ်လို့လှပမှုကလည်းအသုံးဝင်ပါတယ်ပဲလို့သူကပြန်ပြောတယ်တိမ်မွေးမှုကခွန်အားရှိတယ်လို့လှပမှုကလည်းအသုံးဝင်ပါတယ်လို့သူကပြောတယ်သူ့ရဲ့ကျင်နာတဲ့မျက်လုံးနူးညံ့တဲ့ပြုံးတွေကိုမြင်တဲ့ခဏကျမရင်ထဲမှာနှွေးထွေးပြီးပြည့်စုံသွားတယ်ဒီနေရာလေးကိုကျမသိချစ်တာပဲဒီနာရီလေးကိုကျမသိချစ်တာပဲဟုတ်ပါပြီဗျာရပါတယ်ကျမတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်လိုက်မိတဲ့ခဏမှာနှစ်ယောက်ကြားမပြောပြနိုင်တဲ့စစ်မှန်တဲ့အရာတစ်ခုကဖြတ်တန်းသွားနေပါတယ်တခုခုကိုသတိရပြီးကျမပြုံးလိုက်မိတယ်နှလုံးသားတွေကလာတဲ့ပြုံးမျိုးပါဘာကြောင့်လဲဆိုတော့ပြည့်စုံလာတဲ့အစီအစဉ်တွေမရှိတဲ့အခုလက်ရှိနေရာမှာကျမတကယ်ကိုပျော်နေလို့ပါတိတ်ဆိတ်တဲ့ဆိုင်ငန်းရင်ကျေးတဲ့ယောက်ျားသားတူရိုးရှင်းတဲ့တကယ်ဘဝမှာကျမပျော်နေတာပါကျမဟာမကြခင်ကမှမင်္ဂလာပွဲနေ့မှာဆွန့်ပစ်ခံခဲ့ရတဲ့သူအခုတော့ကျမကဖနော်လက်ပြီပါဖနော်လက်ပြီဆိုတဲ့မိန်းမတယောက်တက်ပါပဲဒါဆိုရပါပြီအဲ့ဒီနေ့ပြန်ရောက်တော့ကျမရဲ့တိုက်ခန်းကိုကြည့်လိုက်တယ်ကျမရဲ့ဝရန်ဒါစိုက်ခင်းစာအုပ်စင်ပေါ်ကစာအုပ်တွေဂေဘရီယယ်ကကျမကိုပေးထားတဲ့နူးညံ့ညက်ညောတဲ့စက်တန်တစ်ချက်ချက်နဲ့နာရီကလေးဒါကကျမရဲ့အိမ်ကျမရဲ့ဘဝပါပဲကုံလုံးကြွယ်ဝမှုမရှိပေမဲ့တိတ်ကိုကောင်းတဲ့ဘဝပါအရေးကြီးတဲ့အချက်တစ်ခုကိုကျမသတိရမိတယ်ပျော်ရွှင်မှုဆိုတာပြည့်ပြည့်စုံတဲ့အနာဂတ်စီမံကိန်းတွေနဲ့ပြည့်စုံတဲ့မင်္ဂလာပွဲတွေမှမဟုတ်ပါဘူးပျော်ရွှင်မှုဆိုတာခိုက်တန့်လေးများစွာကဖြစ်နိုင်ပါတယ်တစ်ဖက်ရည်တူတောက်တဲ့ချိန်လမ်းတူလျှောက်ခဲ့တဲ့အချိန်တစ်ပင်လေးတွေရှင်သန်ကြီးထွားလာတဲ့အချိန်ကိုယ့်အပေါ်မှန်တကယ်ရှုမြင်တတ်တဲ့သူတွေနဲ့အတူရှိနေချိန်တွေပါကျမကိုလက်ခံပေးနိုင်တဲ့သူမှန်တကယ်ဂရုစိုက်ပေးနိုင်တဲ့သူမျိုးတွေရှိနေမှသာတကယ်ပျော်ရွှင်မှုပါဒါဆိုလုံလောက်ပါပြီဒါကရပါပဲ6လကြာစောင်းရာသီကိုကြော်ဖြတ်ခဲ့ပြီးຫນွေဦးရာသီကိုရောက်ပါပြီကျမရဲ့ဥယျာဉ်ကလေးကလည်းအသစ်ပြန်ဖြစ်လာပါပြီမျိုးစေ့အသစ်တွေနဲ့ဘဝအသစ်ကိုစပြုလာပါပြီကျမသိပ်ပျော်နေပါတယ်ဂေဘရီယယ်နဲ့ကျမနေ့တိုင်းလိုတွေ့ပြကြတယ်ကျမတို့နှစ်ယောက်အတော်ကိုရင်းနှီးနေပါပြီဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုးကျမတို့ပြောလို့မရှိပါဘူးကျမတို့အခုအတူတူရှိနေတာကပဲပြည့်စုံပါပြီစနေနေ့မှာတော့တယောက်ကကျမအခန်းတကားကိုလာခောက်ပါတယ်ဘသူ့ကိုမှကျမမျှော်လင့်မထားပါဘူးတကားကိုတဖြည်းဖြည်းဖွင့်လိုက်တော့ဂျူလီယန်ဖြစ်နေပါတယ်သူကကျမရဲ့အိမ်တကားဝမှာရက်နေတာကိုမြင်ရတော့အေးခဲသွားတယ်လို့ကျမခံစားလိုက်ရတယ်သူတော်တော်ပိန်သွားပြီးပင်ပန်းနေပုံပေါ်ပါတယ်မင်္ဂလာဆောင်နေ့မတိုင်မီမှာကျမကိုထားခဲ့တဲ့သူက6လကြာမှကျမရဲ့အိမ်တကားဝမှာပေါ်လာပြီးသူ့ကိုနောက်ထပ်အခွင့်အရေးပေးဖို့ပြောနေပါတယ်သူကမျိုးမျိုးသောစင်ကြီးတွေနဲ့ရှင်းပြပါတယ်သူမှကြောက်စိတ်တွေစိတ်ဖိစီးမှုတွေဝင်ခဲ့တဲ့အကြောင်းဒီ6လလုံးလုံးသူစေကုသမှုခံနေရတဲ့အကြောင်းအဆုံးပါပဲသူကအခုထိကျမကိုချစ်နေတဲ့အကြောင်းနဲ့ကျမတို့နှစ်ယောက်အိမ်မက်ခဲ့တဲ့အနာဂတ်စီစဉ်တွေနေသွားမယ့်အကြောင်းတွေပြောပါတယ်ကျမရင်ထဲမှာခုထိရှိနေသေးတဲ့သူ့ကိုချစ်ခဲ့တဲ့ကျမရဲ့ဘဝတစ်စိတ်တစ်ပိုင်းသူနဲ့နှစ်ယောက်တူတိဆောက်ဖို့ဆွဲခဲ့တဲ့စီစဉ်တွေရဲ့တစ်စိတ်တစ်ပိုင်းအဲ့ဓာတွေကအတွင်းကြီးကြည်နေတဲ့စုပြေးနေတဲ့အရာတွေပါအခုကျမရဲ့ဘဝအသစ်ကတိတ်ကောင်းပါတယ်ကျမရဲ့ဥယျာဉ်လေးကျမရဲ့ငြိမ်းချမ်းမှုကျင်နာတတ်တဲ့နိုင်ပြင်းသမားဂေဘရီယယ်အားလုံးကစစ်မှန်တွေမှန်ကန်မှုတွေပါ
အဲ့ဒီနေ့တွေမှာပြင်းပြင်းထန်ထန်ကြီးကိုစဉ်းစားပြီးကျမဆုံးဖြတ်ရမှာပါကျမကဂေဘရီယယ်ကိုကြံညံတောင်းလို့သူကမင်းဘဝအတွက်မင်းရဲ့ခံစားချက်တိုင်းရွေးချယ်ပါမင်းဘာကိုပဲရွေးငါစိတ်ဆိုးမှမဟုတ်ဘူးလို့ပြောပါတယ်သူ့ရဲ့နူးညံ့ညင်သာတဲ့အချက်တွေကပဲကျမကိုဆုံးဖြတ်ချက်ချစေနိုင်ခဲ့ပါတယ်ဂျူလီယန်နဲ့ကျမကကော်ဖီဆိုင်မှာတွေ့ပြီးသူ့ဘဝလေးကိုကျမပြန်လာမှမဟုတ်တဲ့အကြောင်းပြောလိုက်ပါတယ်ရှင်ဆန္ဒရှိခဲ့တဲ့လှပတဲ့အနာဂတ်ဘဝကတကယ်တော့ကျမအတွက်မဟုတ်ပါဘူးကျမကရှင်စွန့်ပစ်တာခံရတဲ့မိမတယောက်လည်းမဟုတ်တော့ဘူးပြောင်းလဲသွားပြီသူ့ကိုနှုတ်ဆက်ရတာတိတ်ကိုဝမ်းနည်းစရာကောင်းမိမယ်လွတ်လပ်ခြင်းဆိုတဲ့ရတာကိုကျမခံစားလိုက်ရတယ်ဂေဘရီယယ်ရဲ့ဆိုင်ကိုကျမလာခဲ့တယ်ကျမရွေးချယ်ပြီးသွားပြီကျမရဲ့ဘဝနဲ့ရှင်ကိုရွေးလိုက်တယ်လို့ပြောတဲ့အခါသူ့မျက်နှာကအပြုံးတွေနဲ့လင်းလက်သွားပါတယ်ကျမတို့မှာပြည့်စုံတဲ့အနာဂတ်စီမံချက်တွေမရှိပေမဲ့ငြိမ်းချမ်းတိတ်ဆိတ်တဲ့ကိုယ်ပိုင်ဘဝလေးတွေတော့ကိုယ်စီပိုင်ဆိုင်နေကြပါတယ်တစ်ပင်ဆိုင်မယ်နာရီပြင်မယ်လက်ဖက်ရည်အတူတောက်မယ်အတူရှိနေမယ်ဒါကကျမတို့လိုအပ်သမျှအကုန်ပါပဲဒါကအရာပါပဲဒီဝတ္ထုကို he left me on wedding day ကိုကျမဘာသာပြန်ပါတယ်ဒီဝတ္ထုမှာပစ္စည်းဟောင်းတွေမှာတွေ့ရတတ်တဲ့အလှတရားကနေသင်ခန်းစာယူသွားတဲ့စိတ်ကူးကိုနှစ်သက်ပါတယ်ကျမကတခုခုပြည့်ရင်ကိုယ်တိုင်ဖြုတ်တက်ပြင်ဆင်တတ်တဲ့အကျင့်ရှိတော့ပြန်ကောင်းသွားတဲ့ပစ္စည်းဟောင်းတွေကိုကြည့်ပြီးရလာတဲ့ပီတိကဘလောက်ထိပျော်ရွှင်စေရဆိုတာကိုသိတဲ့အတွက်ဘာသာပြန်ဖြစ်ခြင်းဖြစ်ပါတယ်နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်